မြင်ဘူးတလူလိုကြားဘူးတလူလိုလူတယောက်အကြောင်းငါတို့တက်ရွင်နဲ့ကြိုက်ခဲမှုဟာနိုင်ငံရေးတိုက်ပွဲပဲအခုခံထားရတဲ့တစ်ပင်တစ်ပင်ကိုမနှံ့မျောတော့ဘူးလေထဲလွင့်နေတဲ့ပလတ်စတစ်ညှော်နှမ်းတွေကိုမခံစားတော့ဘူးအိမ်မက်မာလို့တကယ်ဘဝရဲ့ရှုခင်းတွေတစ်နှစ်ပြီးတစ်နှစ်တစ်သက်ပြီးတစ်သက်သစ္စာပေါက်တွေတွေ့ရကောင်းတွေတောင်ပေါ်လမ်းမှာနှင်းမကွဲမြူကိုးတွေကိုယ်တိုင်ရုန်းကန်ပြီးတော့မှမြေကြီးပေါ်မှာတပေတလက်မှရွှေလျားပေါက်ရောက်ခဲ့တဲ့နှစ်တွေဘယ်တော့မှအခြေုံမလွတ်ဆန်ခဲ့ကြငါကြီးပင်းခဲ့ပြီလားဘယ်တော့မှမရှိခဲ့ဘူးတဲ့လူတယောက်လို့နှစ်ယောက်ပင်မဲ့တသားတည်းဖြစ်နေတဲ့တယောက်သေးလို့ငါမျောလင်းချက်နေဆက်တနေရာမှာပြန်မစုံဘုံတွေတဝုံဝုံရွာအဖြူစင်ဆုံးလူကပိုပီကြံပြီးကြံခဲ့ရလိမ့်မယ်ဆိုတဲ့နှစ်တွေဘသူပြန်ပါလာခဲ့တယ်လဲချစ်သူလားရန်သူလားတခါကမှမရှိခဲ့ဘူးတဲ့လူတယောက်လားရွှေကျင်မှုစံ2026